ကြည့်ရင်နဲ့တေးကြသွားစေမဲ့ဖိလစ်ပိုင်ဝက်သုံးထပ်သားလိုက်ကင်အပြင်ကိုလေးကကြောက်ရနေပြီးတော့အထဲကအသားလေးကတော့အယေရွှမ်းပြီးနူးညံ့ဤဆက်နေတဲ့ဝက်သားကင်ကိုသဘောကျလာရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ဖိလစ်ပိုင်တွေရဲ့နာမည်ကြီးရိုးရဟင်းလျာတစ်ခုဖြစ်တဲ့လက်ကွန်ဝက်သုံးထပ်သားလိုက်ကင်ဒီကိုအသေးစိတ်တင်ဆက်ပေးသွားမှာမို့အစုံထိကြည့်ရှုပေးပါအောင်နော်ဒီဝက်သားကင်ရဲ့မော်ဆန်နဲ့လိုအပ်ချက်ကတော့ချုံးမိတ်ကြောက်ရနေတဲ့အရေးခွန်ရဲ့ကျက်တုံဖြူနဲ့လက်ဆက်တဲ့ဟင်းခတ်အမွေးကြိုင်တွေကနေရတဲ့ငွေပြက်နဲ့အနံ့လေးတွေပဲဖြစ်ပါရဲ့ရှင်ပထမဆုံးအနေနဲ့ဝက်သုံးထပ်သားအခွန်ပါတာအပြားလိုက်အကြီးတုံးကိုသုံးထားပါတယ်အရသာဝင်မှုအတွက်စားနဲ့ငရုတ်ကောင်းမဲကိုအသားပေါ်မှာမြများလေးဖြူပေးပါပြီးရင်တော့အခွန်နာပြီးစင်းထားတဲ့ကျက်တုံဖြူတအုပ်လုံးစားရင်ပဲငှက်မြာကြီးရဲ့ကိုထပ်ထည့်ပါတယ်ဒီနေရာမှာအသားရဲ့အကွဲကြောင်းလေးတွေထိအရသာစိတ်ဝင်သွားအောင်တေချာလေးပွတ်နေပေးဖို့အရေးကြီးပါတယ်နော်အဲဒီနောက်ပပလီထားတဲ့ကျက်တုံနီတွေထပ်ထည့်ပါတယ်စပလင်ကိုတော့အောက်ခြေကအဖြူရောင်အနုပိုင်းလေးတွေကိုပဲတုံးထားပြီးအတိုင်ရိပ်အထူပါပုံမူတည်ပြီးတော့အလေကနေထက်ချမ်းဒါမှမဟုတ်လေးစိတ်ခွဲထိထားပါတယ်။ပြီးရင်တော့ကျက်တော်မိတ်တစည်းခွဲစာလောက်ကိုပါထပ်ထည့်ပြီးတော့စားနေငံများကြီးနည်းနည်းထပ်မှန်ဖြူပေးလိုက်ပါတယ်။အခုဆိုရင်တော့အသားကိုလိမ့်မိတ်စင်ရောက်လာပါပြီ။လိမ့်တိတ်ခါတတိထားရမှာကအသားစုံနှစ်ဖက်ထပ်မသွားပဲထိယုံလေးပဲဖြစ်ရပါမယ်။ဒါမှသာအောက်ခြေကနေအရေးတွေယိုကျတာမျိုးမဖြစ်မှာပါ။ပြီးရင်တော့မိဖို့ကြောင့်သုံးကျိုးနဲ့တေချာလေးလော်အောင်စီးပြီးပိုနေတဲ့ကြိုးစားတွေကိုဖျက်ထုတ်ပါတယ်။အပြင်ကိုထွက်နေတဲ့ကျက်တော်မိတ်တွေကိုလည်းညှက်ထုတ်ပစ်လိုက်ပါတယ်။မကင်ငယ်လေးမှာအပေါ်ရန်ရေကုန်တစ်ခုလုံးနဲ့ဘေးနှစ်ဖက်ထိပ်ဝတွေကိုပါပဲငှက်များကြီးတုပ်လိမ့်ပေးရပါတယ်။ကြိုတင်အပူပေးထားတဲ့အိုဗန်ထဲမှာအပူချိန်325ဒီဂရီနဲ့ကင်ရပါမယ်။အိုဗန်မရှိတဲ့သူတွေအနေနဲ့မီးဘူးပေါ်မှာကင်လို့လည်းရပါတယ်ရှင်။ဒူးမသွားအောင်ကင်မဲ့ဘန်းအောက်ခြေမှာရေနည်းနည်းထိထားဖို့အကြံပေးထားပါတယ်ရှင်။ပထမတနာရီပြည့်ကန်နေရင်တော့ပဲငှက်များကြီး9စနွားနို့တစရောဆက်ပြီးတော့ဝက်သားကင်တစ်ခုလုံးကိုတုပ်လိမ့်ပေးရပါမယ်။ဒါကအယောင်ရင်းလှလှလေးရစီဖို့ပါ။ဝက်သားလိတ်ကိုတပတ်လှည့်ပေးပြီးဘေးထိပ်ဝနှစ်ဖက်ကိုလည်းအရသာဝင်အောင်တုပ်လိမ့်မှုမမိပါနဲ့။ပြီးရင်တော့နောက်ထပ်တနာရီထပ်ကင်ပါမယ်။တတရားမြောက်အနာရီအစမှာတော့အယောင်လေးကတော်တော်လှလာပါပြီ။အရေးကုန်ကျွတ်စေဖို့အတွက်စီကိုတုပ်လိမ့်ပေးရပါမယ်။ဘန်းအောက်ချီမှာတူးနေရင်တော့ဘန်းအသစ်ပြောင်းပေးပါ။ရေမခန်းအောင်ကြီးဆိုင်ရင်တော့ပြောင်းစရာမလိုပါဘူး။ဒီလိုစီသုံးတဲ့အစိမ်ကိုတတိယအကြိမ်မြောက်ထိလုပ်ပေးတာကလက်ကွန်ရဲ့နာမည်ကြီးလာတဲ့အရေးကုန်ကျွတ်လေးဖြစ်လာစေရဲ့လှုပ်ချက်ပါပဲရှင်။3နာရီပြည့်သွားရင်တော့အိုဗန်အပူချိန်ကို350ဒီဂရီထိတင်လိုက်ပါ။နောက်ဆုံးမိနစ်30အတွက်ဆက်ကင်ပါမယ်။ဒီချိန်မှာဝက်သားကင်ကနေထွက်လာတဲ့အရေးတွေဒရီပင်ကိုပြန်ယူပြီးတော့အသားပေါ်ဆန်းပေးရပါမယ်။ဒီအရေးတွေထဲမှာပဲငှက်များကြီးစပလင်နဲ့အခြားဟင်းကပ်အမွေးကြိုင်တွေရဲ့အရသာတွေအပြည့်ပါဝင်နေလို့ပါ။နောက်ဆုံးမိနစ်30ပြည့်ရင်တော့အိုဗန်ထဲကထုတ်ပြီးအသားမလီးခင်အနည်းဆုံး15မိနစ်20လောက်အေးခန့်ထားပေးပါမလီးခင်လေးမှာထွက်လာတဲ့အရည်လေးတွေကိုနောက်ဆုံးအကြိမ်အနေနဲ့ဆန်းပေးပါသေးတယ်အထက်ရဇပလင်တွေကိုဖျက်ရခတ်တက်လို့ဝက်သားကင်ပုံစံမပြတ်ပဲလှပနေအောင်ဓာတ်ထက်ကိုသုံးဖို့တော့လိုပါမယ်အရည်ကိုလေးကဖန်လိုမျိုးတောက်ပြောင်နေပြီးအတန်လေးကအစတော်တော်လေးကျွရနေတာပါအသားကတော့အရန်ကိုနူးညံ့ပြီးအရည်ရွှမ်းနေပါတယ်အပေါ်ကပိန်းငတ်မြိုင်ကြီးကြောင့်ငံကြီးကြီးအရသာလေးရဲ့ကျက်သွန်ဖြူဇပလင်နဲ့ကျက်တော်မိတ်တွေရဲ့မွေးပြားနဲ့အနံ့လေးတွေရဲ့ကျက်သွန်နီးရဲ့ချိုးတဲ့အရသာလေးရဲ့ပေါင်းဆက်သွားတဲ့အခါတကယ့်ကိုယူခသွားလာအောင်ကောင်းမွန်တဲ့အရသာပါပဲရှင်ဖိလစ်ပိုင်တွေဘာလို့ဒီလောက်တောင်ကြိုက်ကြသလဲဆိုတာနားလေသွားပါပြီဒီဟင်းချက်တွေကအချိန်ပေးရကြိုးနဲ့လို့တနင်္ဂနွေနေ့တိုင်းမိသားစုနဲ့အတူလှုပ်ရှားတဲ့ဟင်းလျာလေးတစ်ခုပါပဲပရိသတ်ကြီးလည်းသဘောပေါက်ဆန်းလုံးကြည့်ကြဖို့တိုက်တွန်းကြပါရရှင်ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့အောက်က like button လေးကိုနှိပ်ပြီးတော့ subscribe လုပ်ပေးသွားဖို့လည်းတောင်းဆိုပါရစေရှင်ပရိသတ်ကြီးရဲ့အားပေးမှုတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာရေးကြိုးစိုက်ကြပါနော်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ရှင်အားလုံးပဲတတာ